အားလုံးပဲမင်္ဂလာပါကျွန်တော်ထွန်းစား electronic ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့ February 14ရက်နေ့မှာကြာရောက်တော့မယ် Valentine နေ့အတွက်ကျွန်တော်တို့စီမှာ cashback promotion 9000ထပ်ပြီးပြုလုပ်ပေးထားပါတယ် promotion ကာလတော့ February 1ရက်နေ့ကနေပြီးတော့14ရက်နေ့ထိပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒီအချိန်တွင်ကျွန်တော်တို့ဆိုင်မှာရှိတဲ့ bell laptop ကိုလာဝယ် cashback promotion 9000ကျပ်တီကိုကျွန်တော်ပြန်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီအပြင်မှာ Valentine နေ့ပြီးရင်လာမယ့်တရုတ်နှစ်တကူအတွက်လည်း promotion season လေးထပ်ရှိသေးပါတယ်အဲ့ဒီ season ကိုလည်းကျွန်တော်နောက်ထပ် video တစ်ပုဒ်နေပြီးတော့ထပ်ပြီးပြောပြပြမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီ promotion ကာလအတွင်းမှာကျွန်တော်တို့ဒီမှာ laptop တွေအားလုံးကိုအရင်ကထက်တက်တာတဲ့ဈေးနှုန်းတွေနဲ့ဈေးနှုန်းပြုပြင်ပြောင်းလဲပြီးတော့ပြန်လဲရောင်းချပေးနေပါတယ်အသေးစိတ်ချက်လက်တွေကိုလည်းကျွန်တော်တို့ page က post တွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျာတကယ်လို့ဆက်သွယ်ပြီးတော့မှန်အောင်ကျင်နေဆိုရင်တော့အမှတ်136 39လမ်းအောက်ဘလောက်ကြောက်တရားမြို့နယ်ရန်ကုန်မြို့မှာလာရောက်ဝယ်ယူလို့ရပါတယ် online နဲ့ဆက်သွယ်ခြင်းတဲ့ customer တွေအတွက်လည်းကျွန်တော်တို့စီမှာ Facebook page Messenger Viber Telegram YouTube TikTok channel မျိုးစုံရှိပါတယ်အဲ့ဒါနေတစ်ဆင့်လည်းလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာ promotion ကာလကတိတ်မကြံတော့တာဖြစ်တဲ့အတွက်အမြန်ဆုံးလာရောက်ဝယ်ယူဖို့လည်းပြောချင်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်